မှာအမဲလိုက်နေရင်ကောင်းကင်မှာပြန်တန်းနေတဲ့ငှက်ကြားပြိုင်းမိသားစုကိုလှမ်းမြင်လိုက်ရတယ်သူတို့ဟာတောင်ကုန်းပေါ်မှာအတိုက်ဆောက်ထားပြီးအဲ့ဒီအတိုက်ထဲမှာဥတွေရှိတာကိုဝန်ပလွေကြီးကသိနေတာပေါ့ဒါကပဲသူ့ကိုအကြံတစ်ခုရစေခဲ့တယ်ဟာဟာဟာငါဘာစားရမလဲရှာတွေ့ပြီးငှက်ကြားဥတွေပေါ့ဟာဟာဟာဒါပေမဲ့အဲ့ဒီတောင်ကုန်းပေါ်ကိုဘလို့တက်ရမလဲဆိုတာငါစဉ်းစားရအောင်မယ်အဲ့ဒီချိန်မှာတော့အတိုက်ထဲမှာနွေးနွေးထွေးထွေးနဲ့နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့ဘဲကလေးတစ်ကောင်ရှိနေပါတယ်သူ့ရဲ့ငှက်ကြားအကူဖြစ်သူကသူ့ကိုနှိုးဖို့လူခေါ်ကောင်းလောင်းတီးလိုက်ပြီးဟေ့ထတော့ဘဲကလေးရဲ့ကွက်ကွက်ကွက်ဘဲကလေးဟာလန်နိုးပြီးဝုန်းကနေထထိုင်လိုက်တယ်ဟင်းဘာတွေဖြစ်နေတာလဲငါတို့ပြန်တန်းဖို့သွားကြမလို့လေအမေကဥတွေကိုသွားစစ်ဆေးမလို့မင်းအိပ်ပျော်နေပြီးဝန်ပလွေကြီးရဲ့စားတာကိုမခံရစေနဲ့အိုးဝန်ပလွေကြီးဟုတ်လားဟုတ်တယ်မင်းကငါတို့လိုကောင်းကင်အမြင့်ကြီးကိုမပြန်နိုင်ဘူးလေကဲဒါဆိုနောက်မှတွေ့မယ်ပြန်တန်းလို့မရတဲ့ဘဲကလေးရေးတာဟ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 ာဒါပေမဲ့ကောက်ကျစ်တဲ့ဝန်ပလွေကြီးကသူတို့ကိုချောင်းမြောင်းကြည့်ရှုပြီးအကြံစီတွေထုတ်နေတာကိုတော့သူတို့လေးတွေမသိရှာကြပါဘူးငှက်ကြားမောင်နှမတွေကောင်းကင်နဲ့ပြန်တက်သွားတဲ့အခါဘဲကလေးဟာကျူတော့အဆက်မှာသူ့ရဲ့တောင်ပန်တေးသေးလေးတွေကိုခတ်ပြီးနောက်ကနေလိုက်ဖို့ကြိုးစားရှာတယ်သူလည်းတနေ့မှပြန်တန်းနိုင်လိမ့်မယ်လို့မျှော်လင့်နေတာပေါ့ဒါပေမဲ့ကျူတော့ထဲမှာတခုခုတောက်ပပြောင်လက်နေတာကိုမြင်လိုက်ရလို့သူ့ရဲ့လေ့ကျင့်မှုကိုရပ်လိုက်ရတယ်အိုးအဲ့ဒါဘာကြီးလဲသူမြင်လိုက်ရတဲ့တောက်ပတဲ့အရာကတော့ရဲရဲတောက်နေတဲ့အနီရောင်ဖက်နှက်တစ်စုံပဲဖြစ်ပါတယ်လှလိုက်တာငါခြေထောက်နဲ့တော်ပါမလားမသိဘူးဘဲကလေးဟာအဲ့ဒီအနီရောင်ဖက်နှက်ကိုစီးလိုက်တာနဲ့တပြိုင်နက်မြေကြီးပေါ်ကနေကျွတ်တက်သွားပြီးချက်ချင်းဆိုသလိုအမြင့်ကြီးကိုပြန်တက်သွားပါတော့တယ်ငါပြန်နေပြီငါပြန်နေပြီဘဲကလေးဟာငှက်ကြားမိသားစုနောက်ကိုချက်ချင်းလိုက်သွားခဲ့တယ်အိုးကြည်စမ်းဘဲကလေးရောက်လာပြီဝါမင်းဘလို့လို့ဒီလောက်အမြင့်ကြီးကိုပြန်နိုင်တာလဲငါရဲ့မော်အနီရောင်ဖက်နှက်ကြောင့်ပေါ့ကြည်ကြစမ်းအောက်ခြေမှာတော့ဝန်ပလွေကြီးကသူတို့ကိုအံ့အားသင့်စွာနဲ့လှမ်းကြည့်နေတယ်မော်အနီရောင်ဖက်နှက်ဟုတ်လားအခုတော့ငါမှာအကြံကောင်းတစ်ခုရပြီညရောက်လို့ငှက်ကြားမိသားစုနဲ့ဘဲကလေးတို့အိပ်ပျော်နေတဲ့အချိန်မှာဝန်ပလွေကြီးဟာသူတို့စီကိုတိတ်တဆိတ်ချင်းကပ်လာခဲ့တယ်မော်ဖက်နှက်နီလေးဟာမှောင်ထဲမှာတော့လင်းထိန်နေပြီးဝန်ပလွေကြီးကသူ့ရဲ့လက်သေးတွေကိုဆန့်ထုတ်ကဖက်နှက်ကြိုးကနေဆွဲယူသွားပါတော့တယ်မနှက်ဖြန်မနှက်ကြရင်တော့ပထမဆုံးအနေနဲ့ငါငှက်ကြားဦးအုံမလက်ကြက်ဦးလိတ်လှုပ်ရှားရတော့မယ်ဟာဟာဟာမနှက်ခင်းနေမင်းကြီးထွက်လာလို့ဘဲကလေးနိုးလာတဲ့အခါသူ့ဘေးမှာအနီရောင်ဖက်နှက်လေးမရှိတော့တာကိုတွေ့ပြီးထိတ်လန့်သွားတယ်။အိုးမဟုတ်ဘူးငါဖက်နှက်လေးငါရဲ့မှုတ်ဖက်နှက်လေးမရှိတော့ဘူးငါဘလို့လုတ်ပြန်ရတော့မလဲဘဲကလေးဟာအမေနဲ့မောင်နှမတွေကိုလိုက်ရှာဖို့အပြေးလွှားသွားခဲ့တယ်အမေငှက်ကြားအကိုဘယ်မှာလဲဟင်ဒါပေမဲ့သူတို့ကိုဘယ်နေရာမှရှာမတွေ့ခဲ့ပါဘူးအခုတော့ငါမှာမော်အနီရောင်ဖက်နှက်မရှိတော့လို့အမြင့်ကြီးကိုမပြန်နိုင်တော့ဘူးဘဲကလေးဟာဝမ်းနဲ့ပက်လက်ငိုကြွေးနေတော့မှကောက်ကျစ်တဲ့ဝန်ပလွေကြီးကောင်းကင်မှာပြန်တန်းနေတာကိုသတိထားမိသွားတယ်ငါပြန်နေပြီဟဲ့ငါလာပြီးငှက်ကြားဦးတို့ရေမနှက်စာစားရမယ့်အချိန်ပဲအိုးငါဖက်နှက်လေးတွေဝန်ပလွေကြီးကငါအနီရောင်ဖက်နှက်ကိုခိုးသွားတာပဲဘဲကလေးဟာဝန်ပလွေနောက်ကိုလိုက်ဖို့အပြင်းထန်ကြိုးစားပေမဲ့သူ့ရဲ့တောင်ပန်တေးသေးလေးတွေမှာရှိသမျှခွန်အားတွေသုံးပြီးပြန်တက်လိုက်မြေကြီးပေါ်ပြန်ပြုတ်ကျလိုက်ဖြစ်နေရှာတယ်။အိုးငါဥတွေကိုကောက်ကျစ်တဲ့ဝန်ပလွေရန်ကနေကာကွယ်ရမယ်။အိုးငါသာပြန်နိုင်ရင်ကောင်းပါပဲ။ဝန်ပလွေကြီးဟာမော်ဖက်နှက်ကိုစီးပြီးအတိုက်ထဲကိုဆင်းသက်လိုက်ကငှက်ကြားဥတွေစီကိုရှောက်လန်းသွားတယ်ဘဲကလေးကတော့ဝန်ပလွေကြီးဥတွေကိုတလုံးချင်းစီယူဖို့ကြိုးစားနေတာကိုလှမ်းမြင်နေရတယ်ငှက်ကြားဥတွေအန္တရာယ်ကြုံနေပြီးငါဝန်ပလွေကြီးကိုတားမှဖြစ်မယ်ဘဲကလေးဟာသူ့ရဲ့တတိအားလုံးကိုစူးစီးပြီးတောင်ပန်တွေကိုရှိသမျှအားကုန်ခတ်လိုက်ပါတော့တယ်ဥလေးတွေငါဥလေးတွေကိုကယ်ရမယ်နောက်ဆုံးမှာတော့ဘဲကလေးဟာသူ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်ကောင်းကင်အမြင့်ကြီးပေါ်ကိုကိုယ်တိုင်ပြန်တန်းနိုင်ခဲ့ပါပြီ။ငါပြန်နေပြီ။ဟေးငါပြန်နိုင်ပြီ။ဟာဘဲကလေးဟာအတိုက်ထဲကိုဆင်းသက်ပြီးဝန်ပလွေကြီးစီတိတ်တဆိတ်ချင်းကပ်သွားတယ်ပြီးတော့မော်ဖက်နှက်ရဲ့ဖက်နှက်ကြိုးတွေကိုဖမ်းကင်ပြီးအမြန်ဆွဲယူလိုက်တယ်။ဘာလဲဟာဘဲကလေးလားဖက်နှက်တွေလား။အတိအကျအဲ့ဒီအချိန်မှာပဲငှက်ကြားမိသားစုဟာဘဲကလေးစီကိုအမြန်ရောက်လာပြီးဝန်ပလွေကြီးကိုဒေါသတကြီးနဲ့အတိုက်ထဲကနေမောင်းထုတ်လိုက်ကြတယ်။ဝုန်း
ကောက်ကျစ်တဲ့ဝန်ပလွေကြီးဟာရွှွညွန့်အိုင်ထဲကိုပြုတ်ကျသွားပါတော့တယ်ကဲကြပါဦးငှက်ကြားမိသားစုဟာဥတွေကိုကယ်တင်ပေးခဲ့တဲ့အတွက်ဘဲကလေးကိုကျေးဇူးတင်ကြတယ်အခုတော့မင်းလဲငါတို့လိုအမြင့်ကြီးပြန်နိုင်ပြီပေါ့ဟုတ်ကဲ့ဒါဆိုရင်ငါတို့မိသားစုလိုက်အတူတူပြန်တန်းကြရအောင်ကလေးတို့ဘဲကလေးဟာပြန်တန်းနိုင်ခဲ့တဲ့အတွက်အလွန်ပဲပျော်ရွှင်ခဲ့ရပါတယ်အဲ့ဒီနေ့ကစပြီးသူဟာဘယ်တော့မှစူးစမ်းမှုကိုမရက်တန့်သင့်ကြောင်းနဲ့သူ့အတွက်မော်ဖနက်မလိုပါဘူးဆိုတာကိုနားလည်သွားခဲ့တယ်သူလိုအပ်တာကတတိနဲ့ဆွဲလုံးလာပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲဘဲကလေးဟာကောင်းကင်ယံမှာငှက်ကြားတွေနဲ့အတူပြန်တန်းနိုင်တဲ့တကောင်တည်းသောတတိခဲဘဲကလေးဖြစ်လာပါတော့တယ်